ဒီနေ့ကတော့ကျွန်တော်မင်းသားဖြစ်နေတော့ကျွန်တော်ခဏခဏစင်ပေါ်ရောက်ဒီနေ့ကျွန်တော်ချီးမွမ်းမဲ့တခြင်းလေးอ่ะဒီကျွန်တော်တို့လူသားဒီမှာလာတဲ့လူအားလုံးပေါ့နော်ဒီကျွန်တော်မနေ့ဖြန်မှာဘာဖြစ်မလဲဆိုတာမနေ့ဖြန်မပြောနဲ့နောက်ဘယ်စက္ကန့်ပိုင်းဖြစ်နိုင်ပိုင်းမှာဖြစ်ကျွန်တော်ဘာဖြစ်မယ်ဆိုကျွန်တော်ဘာမှသိရတာမဟုတ်ဘူးအဲကြောင့်ကျွန်တော်မမျော်လင့်တဲ့တနေ့မှာမမျော်လင့်တဲ့အချိန်မှာကျွန်တော်နေဝင်ခဲ့တယ်ဆိုရင်ကျွန်တော်တို့အသက်ဝိညာဉ်အတွက်တကယ်စိတ်ချမှုရှိပြီလားဆိုတဲ့တခြင်းလေးနဲ့တတိပေးတဲ့တခြင်းလေးပေါ့နော်အဲ့ဒါကိုပြန်ပြီးမှအားလုံးပြန်ဆင်ခြင်ရအောင်လို့မနေ့ပြန်နေရတော့မပိုင်ဘူးနော်ဒီလောကကြီးကတည်မြဲဘူးလေရုံကန်ရင်နဲ့ဝမ်းတော်တွေမမျောလင်းတဲ့နေ့မှနေဝင်ခဲ့ချင်းစီစဉ်ချမ်းသာတွေဝါနေဖို့တဲ့သင်ဝိညာဉ်ကြီးကဘိုးရှိချီတယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနောက်မချသေးခင်မှာတေချာစင်စားမိတ်ဆွေချိန်တွေရတဲ့ရွေးသွားနေပြီအသက်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ပါနေမှရွှေဝဲမရတေချာစင်စားကြည့်ပါတမလွန်ထွက်စိတ်ချပြီလားမမျောလေးတဲ့နေ့မှာနေဝင်ခဲ့ခြင်းမနေ့ပြန်နေရငါတို့မပိုင်ဘူးနော်ဒီလောကကြီးကမတည်မြဲဘူးလေယုံကန်ရင်နဲ့ဝမ်းတော်တွေမမျောလေးတဲ့နေ့မှနေဝင်ခဲ့ချင်းစီစဉ်ချမ်းသာတွေဝါနေဖို့တဲ့သင်ဝိညာဉ်ကြီးကဘိုးရှိချီတယ်ချင်းလေးရှိတော့မှပြန်ဆန်းစစ်ပါနောက်မချသေးခင်မှာတေချာစင်စားမေးဆွေအချိန်တွေရတဲ့ရွှေတော်နေပြီအသက်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ပါနေမှရွှေဝဲမရတေချာစင်စားကြည့်ပါတမလွန်တွေစိတ်ချပြီလားမမျောလေးတဲ့နေ့မှာနေဝင်ခဲ့ခြင်းတေချာစင်စားမေးဆွေချိန်တွေရတဲ့ရွှေတော်နေပြီအသက်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ပါနေမှရွှေဝဲမရတေချာစင်စားကြည့်ပါတမလွန်တွေစိတ်ချပြီလားမမျောလေးတဲ့နေ့မှာနေဝင်ခဲ့ခြင်းမမျောလေးတဲ့နေ့မှာနေဝင်ခဲ့ခြင်းကျွန်တော်ဒီအောင်စတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေ